အခုထီပေါက်ပြီးတော့ထီလက်မှတ်လက်ထဲမှာရှိလား မရှိဘူးသူက မပူဘူးလားထီလက်မှတ်လက်ထဲမှာမရှိတာကို မပူလားဆိုမပူပါဘူးရှင်သူ့ရုံပါတယ်အများဆုံးနေရဆိုတော့လေဘာမှမပူဟုတ်ဟုတ်ဒီသူလက်ပံသိန်းတစ်ထောင်ပေါက်တယ်လမ်းဆက်တော့စိတ်ထဲကဘလို့ခံစားရတယ် အစားမယုံလေမယုံတော့နောက်နေရအောင်လို့လေအစောကြီးပဲဆိုတော့ရှင်းနိုင်ခွဲဆိုတော့မနောက်ဘူးတဲ့တကယ်ပေါက်တာဆိုပြောလို့လေ ဟုတ်လားဟောဒီစင်မှာတွေ့တင်စင်မှာဆိုတော့နောက်လည်းထင်တာပေါ့ ဟုတ်ကဲ့ဟုတ်စိတ်တူးစင်ပါထင်လည်းမထင်ဘူးလေဘာမှလည်းဟောမဖြစ်တော့ဟုတ်ကဲ့ဆရာမဟုတ်သူလက်ပံထီကလစဉ် online အားပေးနေကြပေါ့ အများပေးတယ်အဲ့ဒီကိုမင်းစင်မှာလည်းအများနဲ့လည်းပေါက်ပါတယ်သူ့ပေးလေးပေါ့အဲ့လိုမျိုးတော့ပေါက်တယ်ဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့အဲ့ဘလို့ရည်ရွယ်ချက်နဲ့ထိုးလိုက်တယ်ထီထိုးတဲ့အချိန်မှာ ရွေးချက်ကတော့ဒီလိုပဲပေါ့ပေါ့ရလဲတင်းတစ်ထောင်လောက်ပေါ့ရပေါ့တင်း300တော့လူမယ်ပေါ့နော်ဒါမှအခုလည်းဟိုနေ့တကူရပါရတော့မယ်နေ့တကူရပါလေအဲ့လိုမျိုးကျတော့လူမယ်ပေါ့ဒါမှကျတော့မိဘတွေအတွက်ပေါ့ဒီအမျိုးအတော်ရလည်းရှိရလေအဲ့သူတို့လည်းထောက်ပံ့မယ်ပေါ့ဟုတ်ကျွန်တော်ထီကဒီဇိုင်ပင်ရန်တင်ထားပြီးမယ်ပြီးတော့ထီစုငွေထုတ်ဖို့ကိစ္စလုပ်ငန်းစဉ်လုပ်ပြီးမယ်နော်ဟုတ်ကဲ့ပါဟုတ်ကျေးဇူးများတင်ပါတယ်ရှင်ဟုတ်ကဲမတီတာအေးစင်ထောင်ရကုသိုလ်ကောင်းမှုတွေကြောင့်အေးချမ်းပါစေထီစုကြီးလည်းထပ်မံပြီးတော့ဆွကူနိုင်ပါစေနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကျေးဇူးတင်ပါစေအဲ့ဒါ